အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ကဒီနေ့ကျမတို့ရဲ့ 10 year anniversary မှာရန်ကုန်မြို့ပေါ်မှာ dinner cruise လေးသွားစီမှာဖြစ်ပါတယ်ရှင်ကျမတို့နဲ့အတူတူလိုက်ပါကြည့်ရှုပေးပါအောင်ရှင်ဒီ dinner cruise လေးကိုနှစ်တိုင်းစီးဖြစ်နေတာတော့၄-၅နှစ်ရှိပြီပေါ့နော်တစ်နှစ်တစ်ခါလောက်တော့တစ်ခါနှစ်ခါလောက်တော့ relax ပြအောင်သွားပြီးတော့စီးဖြစ်ပါတယ်ဒီနေ့က10 year anniversary လေးဖြစ်တာကြောင့်မနက်ကတော့လေကူဖအောက်တော်ရမှာနေ့လေစာစွန့်လို့ပြီးတော့ပေါ့နော်ညနေမှာတော့အမှတ်တရဖြစ်အောင်ဒီ cruise လေးလာစီးတာပါဒီ dinner cruise လေးတွေကိုအမှတ်တရနေ့မှာစီးမယ်ဆိုရင်တော့ကြိုးပြီး booking လုပ်တာကောင်းပါတယ်သူကညနေ9နာရီလောက်ဆိုရင်တော့ထွက်တယ်ပေါ့နော်ဒါပေမဲ့ boarding time ကတော့4နာရီခွဲလောက်ထဲကနေစပြီးတော့ခေါ်တယ်ကိုကနေရာကောင်းကောင်းလေးလဲလိုချင်တယ်ဆိုလို့ရှိရင်တော့စောစောစီးစီးကြိုပြီးတော့ book ထားရကောင်းပါတယ်ရှင်ရန်ကုန်မြို့ထဲမှာညနေခင်းလေးရှူခင်းလှလှပပလေးတွေကြည့်ပြီးတော့ dinner စားရတဲ့ရတာလဲတမျိုးတစ်ပုံစိတ်ကိုလန်းဆန်းပျော်ရွှင်စေပါတယ်အခုလိုချိန်နေနဲ့ဆိုရင်တော့ဒါလေးကလည်း relax ဖြစ်တဲ့အနေအထားတစ်ခုပေါ့ရှင်အခုတော့ dinner cruise လေးစထွက်ပါပြီရှင်စထွက်ပြီးဆိုရင်ပဲရန်ကုန်မြို့ထဲကတိုက်ခတ်လာတဲ့လေအေးလေးတွေရဲ့ကျမတို့နဲ့အတူပါလာတဲ့ဇင်ရော်လေးတွေကိုကြည့်ရတဲ့ရှုခင်းကလည်းစိတ်ကိုအမောပြေစေပါတယ်cruise ပေါ်မှာသူတို့ကလည်းmusic band နဲ့ဖြောပြတာဖြစ်တဲ့အတွက်ဒါကလည်း relax ဖြစ်တဲ့တစ်ခုပေါ့နော်ရန်ကုန်မြို့ထဲမှာဟိုးရင်လောက်ကတော့တမောတွေမများပေမဲ့လည်းအတော်အသင့်တော့ရှိနေပါတယ်ဒီတဖြူဖြူနဲ့တဘာဝရှုခင်းလေးတွေကြည့်ရတာဘဝအမိုးတွေကိုအနေငယ်တော့ပြပြစေတာပေါ့နော်ပြီးတော့ဇင်ယွန်လေးတွေကဒီ cruise နဲ့တောက်လျှောက်သူတို့လိုက်လာတတ်တယ်အဲ့တော့သူတို့လေးတွေကိုစာကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဗုဒ္ဓထောင်စိတ်ကမ်းမာတဲ့ကငှက်စာလေးတွေဝယ်ခဲ့တာကောင်းတာပေါ့နော်ခီးလန်းတစ်လျှောက်မှလည်းကျွေးလို့ရတယ်တမမထွက်ခင်မှလည်းသူတို့အနားမှာရှိနေတဲ့အတွက်တမမထွက်ခင်မှလည်းကျွေးလို့ရတယ်ပေါ့နော်တမောကစရက်ထားတဲ့အချိန်ကတော့နေဟုမျက်နှာမူထားတဲ့အတွက်မထွက်ခင်မှာတော့အနေငယ်နေပူပါတယ်ဒါပေမဲ့တမောစထွက်တဲ့အချိန်ကနေလဲကြပြီမြစ်ထဲမှာလည်းလေတဖြူဖြူဖြစ်ပြီးဆိုတော့တမောစထွက်တဲ့အချိန်မှာတော့တော်တော်လေး relax ဖြစ်ပါတယ်ဒါ music band ရဲ့ supporting နဲ့ပါတာပေါ့လေအဲ့တော့ရန်ကုန်မြို့ရဲ့ညနေခင်းရှုခင်းလေးတွေကိုကျမတို့နဲ့အတူတူလိုက်ပါခန်းစားလိုက်ပါအောင်ရှင်တမောစထွက်ပြီးတိတ်မကြခင်မှာပဲ dinner serve လုပ်ပါတယ်ရှုခင်းကအဲ့အချိန်မှာနေအောင်မဝင်ခင်လေးပေါ့နော်ရမ်းလာတဲ့ရှုခင်းလေးတွေမြင်ရမှာဆိုတော့dinner ကိုဖြည်းဖြည်းမှသုံးဆောင်တာတော့ပိုကောင်းပါတယ်ရှင်သူတို့ serve လုပ်လို့ချင်းမှာမစားဘဲနဲ့ပေါ့နော်ခဏလေးဆောင်ပြီးတော့မှအေးစစ်စစ်မှရှုခင်းခံစားပြီးမှစားတာပိုကောင်းပါတယ်Yeah, gonna get down and never can I download one. Then you hear my name on the Until then, until the battle, yeah, you. ကြည့်ပါဦး sunset ရွှေခင်းလေးကလည်းအရန်လာတာပဲเนาะဒါကလည်းဒီ dinner cruise စီးရတဲ့အထက်မှာworth it ဖြစ်တဲ့အချိန်လေးတစ်ခုပေါ့เนาะဒီမြင်ကွင်းကိုကျမတို့မြို့ပေါ်မှာဆိုလို့ရှိရင်မြင်ရဖို့မလွယ်ပါဘူးအဲ့တော့ဒီမြစ်ထဲမှာ dinner cruise လေးစီးလာရင်တော့ဒီမြင်ကွင်းလေးကိုကောင်းကောင်းခံစားလို့ရတာပေါ့ရှင်ဒီလိုနဲ့ပဲကျမတို့လည်းတချင်လေးတဲ့အေးအေးနဲ့တမောကြီးနဲ့အတူတူစီးမျောကြတာပါရှင်
ဒီချင်းဆိုဒလဘက်ကိုပြန်ကြတဲ့အလောက်ကပြန်ကြတဲ့လူတွေလည်းအများကြီးပဲပေါ့နော်အဲ့တော့တရားကြီးကမပြီးသေးဘူးဆိုတော့သူတို့တမန်လေးနေနဲ့ကုတဲ့မြင်ကွင်းလေးတွေကိုလည်းကောင်းကောင်းမြင်ရပါတယ်ဇင်ော်လေးတွေကသူတို့နောက်ကိုလိုက်သွားတာလည်းကြည့်ရတဲ့မြင်ကွင်းကိုတစ်မျိုးစမ်းပြစေပါတယ်အားလုံးဘဝမောတွေဖြည့်ပြီးစိတ်ချမ်းသာပါစေလို့လည်းဆုတောင်းပေးပါရရှင်မြင်ထဲမှာဆိုတော့လေရတိုက်တာမို့အေးတက်တယ်ဆိုလို့ရှိရင်တော့အနှွေးတွေလေးကျူဆောင်လာတာပိုကောင်းပါတယ်နွေ့နွေ့ထွေးထွေးလေးစီးရတာပေါ့နော်တမစီချိန်ကတော့ထူထူ2နာရီလောက်ကြာတာပေါ့နော်2နာရီလောက်အတွင်းမှာသူကဘယ်လိုမောင်းပေးလဲဆိုတော့Star City ဘက်ကနေပြီးတော့အခုတရားသစ်ကြီးကိုကြော်တဲ့အထိပေါ့နော်ရန်ကုန်စိတ်ကမ်းထဲဘက်ကို꿰ပြီးတော့မှပြန်မောင်းပေးတယ်ပေါ့နော်ဥယျာဉ်တော့ကတော့တရားကြီးမရှိသေးတော့အဲ့ဒီဘက်အထိတော့မမောင်းပေးဘူးခုတော့တရားကြီးရှိတော့တရားလှပတွေခံစားလို့ရအောင်ထင်ပါတယ်အဲ့ဘက်အထိမောင်းပေးရတယ်တမောပေါ်မှာသူတို့ serve လုပ်တဲ့ဒနာအပြင်ကိုနှစ်သက်တဲ့အေးတွေလည်းမှာတောက်လို့ရတယ်ပေါ့နော်ကျမတို့လည်းများလဲကိုအိမ်မှာဆိုရင်ကိုအလုံးနဲ့ကိုစကားမပြောဖြစ်တာတင်မောပေါ်မှာပဲကောင်းကောင်းစကားပြောဖြစ်ပါတော့ရှင်ငါကလေးတွေအိတ်တန်းပြန်နေကြတဲ့ရှိုးခင်းရလဲလာလို့လူတွေအားလုံးလည်းအချိန်တန်အိမ်ပြန်နိုင်ပါစေလို့ဆုတောင်းပေးပါရရှင်အခုကျိုးဒနာတက်ကြီးကိုအဝေးရနေလှမ်းမြင်နေရပြီနောက်မီးတွေထုံးမယ်ဆိုရင်တော့အမတန်လှတဲ့ရန်ကုန်မြို့ပြရဲ့ရှုခင်းတစ်ခုဖြစ်မှာပေါ့နော်တမောဘောmusic နဲ့ရှေ့မှာဒလာဘက်ကန်ဟိုကူးနေတဲ့တမောနှစ်စီကိုမြင်ရတာလေအရန်ကြည့်လို့ကောင်းပါတယ်အဲဒါကြောင့်မို့ရှုခင်းလေးတည်တံ့ရိုက်ပေးထားပါတယ်ရှင်
နှစ်ထဲမှာ Dana Cruise တွေက3-4 company လောက်ကထွက်တာပေါ့နော်အဲ့ဒါဆိုတော့မိမိနှစ်သက်တဲ့ cruise ကိုရွေးချယ်ပြီးစီးလို့ရပါတယ်ဒီဘက် cruise တစ်ခုကတော့ဟိုတရားအောက်ကိုဖြတ်ပြီးတော့ပြန်လာပြီပေါ့နော်cruise ပေါ်မူတည်ပြီးတော့ဈေးနှုန်းနည်းငယ်ကွာခြားမယ်လို့ထင်ပါတယ်ဒါတော့ရန်ကုန်ဘက်ခြမ်းကိုပြန်မြင်ရတာပေါ့နော်ရန်ကုန်ဘက်ချင်းကတရာဘက်မြင်ရတာပေါ့ဒလဘက်ကိုလည်းဒီလိုပဲလင်းထိန်နေစေချင်ပါတယ်တချို့မိသားစုတွေကဒီ cruise တွေပေါ်မှာမွေးနေ့ပွဲတွေလာကျင်းပါတယ်တချို့ဆိုင်လေးတွေကသူတို့ရဲ့ anniversary တွေကျင်းပါတယ်ပေါ့နော်ပျော်ရွှင်စွာနဲ့သူတို့ဒီပေါ်မှာခန်းနာလေးတွေလုပ်ကြတယ်ပြီးတော့ music band ကလည်းမွေးနေ့ရှင်နေပါရင်မွေးနေ့ဆုတောင်းပေးတယ်ကိုကအမှတ်တရပေါ့နော်တရားရောက်ကိုတစ်ခုခုလုပ်ပေးခြင်းနဲ့ဆိုလို့ရှိရင်เนาะဒီ cruise လေးကိုစီးပြီးတော့အမှတ်တရလေးတွေဖန်တီးလို့ရတာပေါ့နော်ဒီလိုနဲ့ပဲကျမတို့ Dana Cruise ခရီးစဉ်လေးကတချင်းလေးလေးဖြူဖြူနဲ့စက္ကန့်ကိုရောက်ပါတော့မယ်အားလုံးပဲတူတူလိုက်ပါကြည့်ရှုခံစားရတာပျော်ရွှင်မှုတစ်ခုဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်မိသားစုတွေလည်းနွေးနွေးထွေးထွေးပျော်ပျော်ရွှင်ရွှင်နဲ့ဒီလိုခရီးစဉ်မျိုးလေးသွားနိုင်ပါစေလို့ဆုမကောင်းတောင်းပါတယ်ကျမတို့မမကဘလော့လေးကတင်ကိုစိတ်ပျော်ရွှင်ချမ်းမြေ့မှုနဲ့ဘူတုဒအချို့ပေးနိုင်တယ်လို့ယူဆရင်တော့ channel လေးကို like and subscribe လုပ်ထားလို့ရပါတယ်ရှင်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်နောက် vlog မှာပြန်ဆုံပါမယ်နော်